ဒီကနေ့နှုတ်ကပတ်တော်အပြင်ဘုရားသခင်စကားပြောရကတော့ဂုံးမစင်းနဲ့ကပောက်ကျန်ခန်းကြီး14ခန်းငယ်20နဲ့အာဗြံကမင်းကြီးသည်အာဗြံကိုငါရတက်စေပြီးဟုပြောစရာမရှိစေခြင်းကလူလင်တို့သည်စားပြီးသောယာကို၎င်းကျွန်ုပ်နှင့်အတူလိုက်လာသောသူအာနေရာဣရှကောလာမယ်ရီတို့သည်မိမိတို့အဖို့ကိုယူစေခြင်းကအခွင့်ပေးသဖြင့်သူတို့ယူသောအဖို့ကို၎င်းထား၍မင်းကြီးဥစ္စာအချီတမြင်ဖြစ်စေရှင်နှင်းကျိုးတပင်ဖြစ်စေတစုံတစ်ခုကိုများငါမယူနှုတ်ကပတ်တော်ထဲမှာအာဗြဟံကအလွန်ကြွယ်ဝသောသူဖြစ်ပါတယ်ကိုယ်တိုင်ကောင်းကြီးမင်္ဂလာရှိအောင်မကသူတစ်ပါးကိုကောင်းကြီးဖြစ်စေတော်သူလည်းဖြစ်ပါတယ်။အာဗြံရဲ့စိတ်နေသဘောထားတစ်ခုကဘယ်တော့မှအလကားဂုံးစင်းတဲ့စိတ်မရှိခဲ့ပါဘူး။တောတုံမင်းကြီးပေးတဲ့လက်ရဥစ္စာတွေကိုအာဗြဟံလုံးဝလက်မခံခဲ့ပါဘူး။တောတုံမင်းကြီးပေးလို့အာဗြဟံကကြွယ်ဝလာရတဲ့ဆိုတဲ့ပြောစမှတ်လည်းလုံးဝအဖြစ်မခံခဲ့ပါဘူး။အာဗြဟံကသူတစ်ပါးပေးတာကိုမျှော်လင့်တဲ့သူမဟုတ်ပဲကိုယ်တိုင်ပေးကမ်းတော်သူဖြစ်ပါတယ်။ကပောက်ကျန်ခန်းကြီး23ခန်းငယ်16ထဲမှာလည်းဆာရာအတွက်တင်းကြိုင်းမြေကိုဝယ်ယူတဲ့အခါသူတစ်ပါးကလိုက်လဲစွာအခမဲ့ပေးပေမဲ့အာဗြဟံကအလကားမယူပဲငွေနဲ့ပေးဝယ်ခဲ့ပါတယ်။ဒီအရာကိုကြည်ချင်းအပြင်အာဗြဟံကလွယ်လွယ်ရအချောင်စားတတ်တဲ့သူမဟုတ်ပဲကိုပိုင်ကောင်းကြီးမင်္ဂလာနဲ့အသက်ရှင်တဲ့သူဖြစ်ကြောင်းမြင်တွေ့ရပါတယ်ဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့အသက်တာမှာလည်းလွယ်လွယ်ရအချောင်စားတတ်တဲ့သူတစ်ပါးစီကနေမျှော်ရတဲ့သူမဟုတ်ပဲဘုရားသခင်ပေးထားတဲ့ကိုပိုင်ကောင်းကြီးနဲ့မင်္ဂလာရှိစေတော်သူကြွယ်ဝတော်သူဖြစ်ပြီးသူတစ်ပါးကိုပေးကမ်းတော်သူအဖို့ခပေးတတ်တော်သူများဖြစ်စေဖို့ရန်အတွက်နှုတ်ကပတ်တော်အပြင်ခွန်အားပေးပါတယ်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ